နိုင်မှာဆုံးတော့ပြည်တော်စုတွေကဘာရရမှာပြုတ်ွယ်လျက်ရှိကြသည်အယူစာမျိုးမျိုးလိုရာဆွဲကတခင်ရဲ့ရှိကြသည်လူမဲ့ကလေးများအဖိုးပွားနဲ့သားတဲ့မိခင်ရတဲ့မအေးရသည်ဒီအပြင်မျိုးတော့မကြုံပြဘူးပဲခြေနေရရကိုစင်သုံးသပ်ကြမည်အနာကအကျိုးကျွဲမျောရီမှန်းကချစ်ချင်းတရားမြဲမည်ဤတော်စုကားတွေမကွဲမပြားပဲနှလုံးသားနဲ့တတိမူကြရင်ရတဲ့အေးရလိမ့်မည်